ကဲမင်္ဂလာပါဒီနေ့ကဒေလီရောက်ပါပြီဒီနေ့ရောက်တဲ့အချိန်ကနောက်ကျတယ်ညဘက်ရောက်တာဖြစ်တဲ့အတွက်ခရစ်စမတ်နေ့လည်းဖြစ်တော့ခရစ်စမတ်ဒီဈေးပွဲတော့တွားကြည့်မယ်ဆိုပြီးတော့မက်ထရိုကတ်သွားလောက်တာပေါ့နော်နောက်နေ့ကျရင်မက်ထရိုနဲ့ပဲအပြင်သွားမယ်ပတ်စံကုန်တက်တာအောင်လို့ဒီကတ်ထဲငွေသွားဖြည့်မယ်ကဲဒါကတော့စီးရမရထားဆောင်နေရပါစီးရမရထားလာပြီဆိုတော့ပျော်ရွှင်မြူတူးနေရပါတော့ကိုသွားခြင်းတဲ့လမ်းကြောင်းကိုပြောင်းပြီးတော့စီးရတယ်ပေါ့နော်ကိုသွားမဲ့လမ်းကြောင်းက pink line လား yellow line လားအဲ့လိုမျိုးလေး line လေးတွေခွဲပြီးတော့တစ်ဆင့်နဲ့မြောက်ရင်နှစ်ဆင့်အဲ့လိုမျိုးပြောင်းစီရတာပေါ့ဒါတော့ shopping mall ရောက်သွားပါပြီမျိုးစုလေးကိုဆက်စကြံဝင်ရမှာတွေ့ရတဲ့လက်မှုပညာHello လိုက်ခဲ့ပါဒီနေ့ကတော့အိန္ဒိယဂိတ်ကိုလာလေတာပါချင်းရပတ်ကအဲ့မှာဟိုဘေးရဟာပေါ့နော်ထင်ရ YouTube ပေါ့ရှိရနေရတယ်ဟိုဘက်ကအိန္ဒိယဂိတ်ကိုတော့မှာဖြစ်ပါတယ်လိုက်ခဲ့ပါသူပြောချင်တာပြောပြီးပြီဆိုတော့တေချာပြောပြမယ်နော်ဒီလိုရိုက်မယ်အိန္ဒိယဂိတ်ကို1932ခုနှစ်မှာစပြီးတည်ဆောက်ခဲ့လို့သိရတယ်ပေါ့နော်ပထမကမ္ဘာစစ်နဲ့အာဖဂန်စစ်ပွဲတွေကြားမှာကြာရှုံးခဲ့တဲ့ဒီအိန္ဒိယစစ်သား9000ကျော်ကိုဂုဏ်ပြုအမှတ်တရအနေနဲ့တည်ဆောက်ထားတယ်လို့လည်းသိရပါတယ်ဒီနေရန်တွေပေါ်မှာလေစစ်သားတွေရဲ့နာမည်1000ကျော်ပေါ့နော်သူတို့ရေးထိုးထားတယ်တအားကိုမြင်တဲ့အဆောက်အဦဒီအဆောက်အဦရတယ်တော်တော်ကြီးကြီးမားတယ်ဒီအိန္ဒိယဂိတ်အဆောက်အဦကလေပြင်သစ်နိုင်ငံမှာရှိနေတဲ့ Atriumfa ဆိုတဲ့သူတို့ရဲ့အထိမ်းအမှတ်အောင်ပွဲခံအထိမ်းအမှတ်မဟုတ်ဘူးတစ်ခုရှိတယ်အဲ့ဒါနဲ့တွားပြီးတော့ဆင်ပါတယ်ဒီဒေလီကိုရောက်တဲ့သူတွေအကုန်လုံးကဒီဂိတ်ကိုမဖြစ်မနေလာရောက်ပြီးတော့လေ့လာကြပါတယ်ဓာတ်ပုံတွေလာရေးကြရပေါ့နော်ဟုတ်တယ်ဒီဘက်ကမျက်နှာလေးအင်းရကောင်လေးလားဒီအိန္ဒိယဂိတ်မှာထပ်ပြီးမဖြစ်မနေသွားမယ်နေရာ National War Memorial ဖြစ်ပါတယ်ဒီ memorial ကို2019ခုနှစ်မှာသူစစ်စင်ရေးမျိုးကြောင့်ကြာရှုံးခဲ့တဲ့အိန္ဒိယစစ်သားတွေကိုဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ထားတယ်လို့သိရပါတယ်အစာအုပ်ပတ်လည်မှာတော့တမိုင်းဝင်မှတ်တမ်းပုံတွေတိုက်ပွဲဝင်ခဲ့ရတဲ့ရုပ်ပုံတွေကိုသူတို့အမှတ်တရအနေနဲ့ဖော်ပြထားတယ်အစာအုပ်ရဲ့ပုံစံကလေသူစဝိုင်းလိုမျိုးဝိုင်းပတ်ထားတယ်အဲ့ဝိုင်းပတ်တဲ့အလယ်မှာဆိုလို့ရှိရင် eternal flame ကိုတွေ့ရမှာဒီပေါ့မီးတိုင်ပေါ့နော်အဲ့ဒီမီးတိုင်မှာအိန္ဒိယစစ်သားတွေကဘေးနားကနေပြီးတော့တာဝန်ယူပြီးတော့အလှည့်ကျအဲ့လိုမျိုးလေးစားစွာနဲ့သူတို့ရက်ပြီးတော့အမြဲတမ်းစောင့်နေကြတယ်ပေါ့နော်ဒါဆိုရင်သူတို့စစ်ရေးပြတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ဒါပေမဲ့တော်တော်ကြည့်လို့ကောင်းတယ်ဒါပုံမှန်သူတို့ရဲ့တာဝန်သူတို့ဒီလိုတာဝန်ချင်းအခုပြောင်းချိန်ကိုတွေ့ရတာပေါ့နော်ကိုရီသွားတဲ့ချိန်မှာတွေ့ရတာဒီထဲမှာထပ်ပြီးတွေ့ရမှာကတဦးတယောက်ချင်းစီဒီစစ်တီတော်ရဲ့တဦးတယောက်ချင်းစီကိုဂုံပြုတ်ထားတဲ့အုတ်ချက်လေးတွေ့ရမှာပါဒီအုတ်ချက်လေးကတဦးကိုတစ်ချက်နှုံးနဲ့သူတို့ဂုံပြုတ်ထားတယ်လို့ပေါ့နော်ပြောပြပါတယ်ဒီဝင်းကြီးထဲမှာဆိုလို့ရှိရင်အများကြီးပဲဒီထဲရောက်တခုသတိထားမှာကြတော့ပြေးလွှားဆော့ကစားတာတွေအဲ့လိုမျိုးဟာတာအပြောင်ပြက်လုပ်တာတွေသူတို့လုံးဝခွင့်မပြုပါဘူးဝီစီမှုတ်ပါတယ်ဒါကတော့အမှတ်တရလက်ဆောင်ဝယ်ခြင်းတဲ့သူတွေအတွက်ဒီစစ်ပွဲနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေကိုသူတို့အထိမ်းအမှတ်လက်ဆောင်ပစ္စည်းတွေကိုရောင်းပေးရနေရဖြစ်ပါတယ်ဒါဆိုနောက်တနေရာသွားကြမယ်နော်စလို့ခုရောက်နေတာကအိန္ဒိယမှာဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့လဘဟာဒူရှက်ဒရီသူ့ရဲ့အိမ်ကိုရောက်နေတာပါဒါကတော့အရင်တော့သူ့ရဲ့နေအိမ်ဆိုပေမဲ့အခုနောက်ပိုင်းမှာတော့ဒါပြတိုက်အဖြစ်နဲ့ပေါ့နော်ထားရှိပေးထားတယ်သူသုံးဆောင်ခဲ့တဲ့အသုံးဆောင်တွေသူပေါ့နော်တွားရောက်လေးလာခဲ့တဲ့မှတ်တမ်းတွေဟောပြောပွဲအကြောင်းအရာတွေအဲ့ဒီအရာတွေအကုန်လုံးကိုဒီထဲမှာတစုတစည်းရဲ့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့အရင်တော့သူတို့ရဲ့ဒီရှေးဟောင်းပုံစံမျိုးလေးတွေဆောက်လုပ်ထားတဲ့နေအိမ်ရဲ့ပုံစံဒီဇိုင်းတွေပေါ့နော်ပြီးတော့သူ့ရဲ့ဒီရုပ်ရှင်ကြည့်တဲ့အခန်းအစားသူစီးတဲ့ကားတွေသူ့ရဲ့ထမင်းစားခန်းတွေသူ့ရဲ့အိတ်ခန်းတွေအဲ့ဒါတွေအကုန်လုံးလည်းတွေ့ရမှာဖြစ်ပါတယ်အခုသွားတဲ့နောက်တနေရာကအိန္ဒိယမှာပထမဦးဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်တဲ့အိန္ဒိယဂန္ဒီရဲ့နေထိုင်တဲ့အိမ်ကိုသွားလေ့လာမှာပါပထမဦးဆုံးတွေ့ရတာသူ့ရဲ့မှတ်တမ်းတွေပေါ့နော်ပြီးတော့သူသုံးခဲ့တဲ့အိတ်တို့ဖက်နှက်တို့ကအစားဒါပြန်ပြီးတော့ပြတိုက်အနေနဲ့ပြသထားပါတယ်
ဒီနေရာဆိုလို့ရှိရင်သူမလုံခြံခံရတာမတိုင်မီမှာနေထိုင်ခဲ့တဲ့အိမ်ကိုသူတို့ကအခုချိန်မှာပြတဲ့အဖြစ်နဲ့ပြန်ပြီးတော့လေ့လာလို့ရအောင်ပြသထားတာပါပစ္စည်းတွေကဆိုလို့ရှိရင်လည်းသူမရှိစဉ်ကလေးကအတိုင်းကိုပဲပြသပေးထားတာပါလေပတ်တဲ့ပထမပိုင်းပြီးဆုံးပါပြီတတား